ဒီလိုခေါင်းလေးတွေပေါ့နော်အစုံချုပ်ချင်တယ်ရောင်းချင်တယ်ကိုယ်တိုင်ချုပ်လို့လည်းရတယ်ကိုယ်တိုင်ချုပ်ပြီးသားကိုဝယ်ပြီးတော့ရောင်းချင်တယ်ဆိုရင်လည်းအဆင်ပြေပါတယ်သူခေါင်းပုံစုံလေးတွေလုပ်ပြီးတော့ရောင်းတာပေါ့နော်ခေါင်းကဒီလိုချိုးသားကောင်းကောင်းလေးနဲ့ပဲချုပ်မှပဲအဆင်ပြေတာခေါင်းကတိုးသွားရင်လည်းအဆင်မပြေဘူးမိန်းကလေးတွေကလေအဲ့လိုဒူးဖုံးကြော်လေးမှကြိုက်ကြတာပေါ့နော်ခေါင်းရဲ့အကြိုက်ပေါ့နော်ဒူးဖုံးကြော်မှပဲအဆင်ပြေတာအဲ့နဲ့ဒီလိုဟင်းဟိုက်တာတွေလည်းတိတ်မရောရဘူးဟင်းကိုလည်းတတိထားရတယ်လက်စည်းကိုလည်းလက်ကိုလည်းတတိထားရတယ်တချို့လက်သေးသွားလို့ရှိလည်းရောင်းရတာခက်တာပေါ့နော်စိုက်ပြည့်ဖို့လည်းအရှိကလည်းပြည့်ဖို့လိုပါတယ်ပစ္စည်းလေးဒီမှာကျွန်တော်ဘေးကပုံလေးပြပေးမယ်နော်ဘေးကလည်းတောင်းညီညီလေးပဲပြဒီမှာအယုံမမှာစွပ်ပြီးတော့ပြထားတယ်ဒီလိုချိုးသား quality ကောင်းကောင်းလေးချုပ်ချင်တယ်ဆိုရင်မာယူချင်တယ်ဆိုရင်တော့အပီးစီးနဲ့order တင်လို့ရပါတယ်ကျွန်တော်တို့အမျိုးလဲကင်ပါတယ်နောက်မှာချိုးချီလေးလဲပါတယ်နောက်မှာဒီဟာနောက်ကနဲ့ချီရတဲ့ပုံစံပေါ့နော်နောက်ကနဲ့ချီရတဲ့ပုံစံကျွန်တော်ကမန်းမြင့်မှာဈေးချုံမြေအောက်ထက်မှာရောင်းတာမန်းလေးမှာပေါ့နော်ပစ္စည်းရတော့ကိုယ်တိုင်ပဲချုပ်ပြီးတော့ရောင်းတာများပါတယ်အခုဆိုရင်ကျွန်တော်တို့ဒါကိုယ်တိုင်ချုပ်ထားတဲ့အထည်လေးတွေဟုတ်တယ်ဒါဆိုလဲကိုယ်တိုင်ချုပ်ထားတဲ့အထည်လေးတွေဟုတ်တယ်ကိုယ်တိုင်ပဲချုပ်တာမန်းလေးဈေးချုံမှာဆိုင်ဖွင့်ထားပါတယ်ဗျအထည်လုပ်ငန်းကိုလုပ်တာတော့ကြာပြီပေါ့နော်2016ကနေစပြီးတော့လုပ်တာပါဒီလိုလေးတွေလည်းချုပ်တယ်မဒါရီဆိုတန်းနေပြလက်ရလေးလေမရှိပါတားမိုက်တယ်ဒီမှာရင်မြော့ထက်တာလည်းအမှန်ကန်ထက်တာဟုတ်တယ်နော်ရင်မြော့လေးကောင်းကောင်းလေးထက်ထားတယ်